သူကမလေးရှားမှာမလေးရှားရောက်နေတာပေါ့နော်ဟုတ်တယ်မနေ့ပြောရင်တူပါပဲကျွန်တော်ကလည်းစာလုံးကပြန်လာတာမကြသေးဘူးဆိုတော့ဟဲစာလုံးဆိုတော့စင်ကာပူပေါ့အခုစိတ်ကစားစီဟာအဲ့ဒါကုတီမတက်တာလေးကိုကြီးယူစားနေရတယ်ဒီကြောင်းတော့ပြည့်အဲ့တော့ကျွန်တော်ညီလေးကိုကျွန်တော်သူကြားချင်တဲ့အချိန်လေးဂုဏ်ပြုပေးလိုက်ပြန်ပါနော်ဟုတ်ပြီကျွန်တော်ညီလေးမောင်ငင်းထက်နော်မလေးရှားမှာအစီပြီးတော့အချိန်ကျရင်ကုမိသားစုတွေနဲ့ဘဲမှမခွဲမခွာချမ်းချမ်းသာသာနဲ့သူတို့နေနေပါစေလို့ဆုတောင်းရင်းနဲ့ဟုတ်ရွာမှာကြံနေခဲ့တဲ့အမေကိုဂုဏ်ပြုရင်းတောသူမကြီးအမေဆိုတဲ့ကျွန်တော်ဆိုထားတဲ့ချင်းလေးနဲ့ဂုဏ်ပြုကြပါလေဟုတ်ကဲ့ဒီချင်းလေးနားဆင်ပေးပါဦးနော်ကဲတောသူမကြီးမေးကဲရချောက်โอเคလားတော့မစီကတော့အဲ့ဒါကလည်းတောင်းဆိုထားတဲ့ဒီချင်းလေးဖြစ်ပါနော်ဒါကြောင့်တောသူမကြီးအမေကိုဝိုင်းချေကိုပိုင်တဲ့ချင်းလေးပါနားတော့တာပန်းစမောင်းခင်ဗျာအမေလို့တာခေါ်တယ်မရှိတော့ဘူးအမေမရှိတော့ဒီမှာအမေကမှုရတယ်လေတာရောအတူလီအစားတူမရတဲ့အမေသဘောဖြူလာတယ်တောင်းသူမကြီးအမေโอเคကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်တာခေါ်တရားမရှိတော့ဘူးအမေမရှိတော့ဒီမှာအမေကမှုတရားတွေဒီတာလူဘဝအတွက်လီအစားတူမရတဲ့အမေသဘောဖြူလာတယ်တောသူမကြီးအမေလေးဝေးတဲ့တာလေးကိုလွန်နေတဲ့အမေတာကြိုက်တဲ့စားတော့လေးတာကြိုက်တဲ့ဟင်းလေးအမေချက်ပြီးမှုခဲ့တာဒါမမေပါဘူးအမေအတက်ကြီးတာကြီးတာစီကိုမလာနိုင်ဘူးတဲ့တာရောင်းမရောင်းလေးရောဖုံးစကားတာကြီးဖုံးပြီးမရှိတဲ့အမေထက်ပြီးမယ်အမေတာဘလူဖြီရမလေးတာဘလူနေရမလေးရမ်းမြေဝီဖြီမစီနိုင်ဘူးတာရဘဝအတွက်လီအစားတူမရတဲ့အမေသဘောပြူလာတဲ့တောသူမကြီးအမေโอเคကျေးဇူးတင်ပါတယ်โอเคပါကျေးဇူးပါအော်ဒီကโอเคမနေလေးဝေးတဲ့တာလေးကိုလွန်နေတဲ့အမေတာကြိုက်တဲ့စားတော့လေးတာကြိုက်တဲ့ဟင်းလေးအမေချက်ပြီးပူခဲ့တာဒါမမီပါဘူးအမေအတက်ကြီးတာကြီးတာစီကိုမလာနိုင်ဘူးလေတာကြောင့်မကြောင့်တော့ဖုံးစပါတာကြီးဖုံးပြီးမရှိရဲ့အမေချက်ပြီးမယ်အမေတာဘလူချီရမလေးတာဘလူနေရမလေးရာမြေဝီချီမစီနိုင်ဘူးတာလူဘဝအတွက်လီအစားတူမရတဲ့အမေသဘောပြူလာတယ်တောသူမကြီးအမေကျေးဇူးများကြပါတယ်